ကဲဒီနေ့မှာတော့ကျွန်တော် K1 pitch 2လာပြီဆိုတော့ကျွန်တော်ဒိုင်းဝင်းလေးတွေဖြည့်ထားတယ်ဒါကြောင့်ကျွန်တော်တို့ဒီ K1 pitch 2မှာဘာဘင်ကိုတမ်းပြီး basic နဲ့ပေါက်လာမလို့ဆိုတာကျွန်တော်လည်းအတူတူတွားပြီးတော့ကြည့်လိုက်ကြရအောင်ကဲကျွန်တော် pitch 2လာပြီဆိုတော့ကျွန်တော်အရင်ဆုံးဒိုင်းဝင်း112လုံးကိုပဲအရင်တုံးလိုက်ပါမယ်အပေါက်မလဲဘာပေါက်မလဲ what the fuck ရော emoji တဲ့ရောအဲ့ဒီမောင်ငါမှရှိတယ်စင်ဒီနေဘူးကွာမွန်တို့ရကဲကျွန်တော်ဒီဒါကြောင့်ကျွန်တော်ဒီဘိုင် WeChat ထဲကကျွန်တော်ဒါလေးကျွန်တော်အရင်ယူလိုက်ပါအောင်မယ်ပြီးမှကျွန်တော် free တုံကင်လေးတွေနဲ့ဆက်ပြီးတော့ try မယ်နော် free တုံကင်နဲ့ကျွန်တော်အရင်ဆုံး try ယူလိုက်မယ်ကျွန်တော်ဘယ်လောက် diamond 100ကျော်တုံးထားဘယ်လောက်ရအောင်14ကက်ပဲရတယ် diamond 250တော့မတုံးပါသေးဘူးပေါ့နော်ကဲကျွန်တော်ဒီ diamond က weekly back ကကျွန်တော်တုံးမဲ့ကြည့်ထားတာကျွန်တော်ဒါကြောင့်ကျွန်တော်ဒီဒါ weekly back တုံးမဲ့ဆိုရင်ကျွန်တော်သူက250အချိန်တန်းကြည့်တာပေါ့ကဲဒါဒီပိုင်းဘာညာမဟုတ်ထက်ဖောက်မယ်တန်းတော့ချမယ်ဒါတို့တန်းတော့ဘာပေါက်မလဲဒါတို့တန်းတော့ပေါက်မှရမှာနော်လက်ကြီးပေါက်စကင်လေးတွေတကောင်ကောင်းတော့ပေးလိုက်ခေါင်းကြီးပေးလိုက်ဘာပေါက်ဘာစကင်မပေါက်ဘူးလားလမ်းလိုက်what the fuck ရောင်ကြီးဘလို့ကြီးလဲကွာလဲကောင်လေးတိုင်ပြီးပြီကိုရောင်ကြီးပေးနိုင်တော့ကြာတယ်ကွာကြော်တော့ဟာလေကြည့်အောင်ရောင်ကြီးငါမှရှိပြီးသားကြီးပေါက်တာတဲ့ဖရီးတုံကလေး6ကက်ကျန်နေတော့ကျွန်တော်ဖရီးတုံက6ကက်လေးပဲကျွန်တော်တက်ဆွဲမယ်ဒါပေမဲ့ကျွန်တော်6ကက်ဆိုရင်တော့2ချိန်တော့ဟုတ်တာချေဦးမှာကြဆွဲရောင်ကြီးပေါ့တုံးသားမရတယ်ဟာကြီးပေါက်တယ်ရောင်ကြီးတက်ဆွဲရကြံနေတယ်5ကက်ကြံနေတယ်ဆွဲတက်ဆွဲဟာလေးပေါက်တန်းရောင်ရောင်ဘာကြီးကို emoji တဲ့တုံးစားမရဘူးရောင်ကြီးရစိတ်မြူကဲဘာပေါက်မှလို့ရောင်ကြီးဟာတော့ဘူးပါနိုးမဲလားနိုးမဲရှိပြီးသားကြီးလေမနိုးရကောင်းတာလေးတွေပေးပါဦးရောင်လက်ကီးပေါက်တွေအများကြီးပါပါတယ်ကဲလက်ကီးပေါက်ဒီပေါက်သမ်းပါဦးရောင်ငါမင်းအဲ့ဒီဂူရှင်အီမို့ဘယ်နှခါရှိနေအောင်မသိဘူးတော့ပေါက်နေကြရပြီဒီပဲရောင်ကြီးကောင်းတာလေးတွေပေါက်စမ်းလို့မပေါက်ရောင်မော်စကိုလက်ကီးပေါက်ကြီးလားရောင်ကြီးမော်စကိုလက်ကီးပေါက်ကြီးမှတ်သွားတာလို့ကာစားတယ်ဟေးဒီဖိုးပြီးရနော်မေးလာပေါက်တယ်လို့ကွာကဲရကဲထပ်ထွေးမယ်ဒါနှစ်ခေါက်ကြံနေတယ်နှစ်ခေါက် okay let's go ကဲရောင်ငါ့ဦးမေချောင်း emote တွေပဲပေးနေတယ်မဟုတ်သေးဘူး emote တွေပဲပေးနေတယ်ကဲရောင်ကြီးတစ်ချိန်လုံးလိုးတော့မထင်နဲ့ရောင်ဘလူးနိုးစေရောင်ကြီးဘလူးနိုးစပယ်ရှယ်တဲ့ကွာတခုတောင်လိုးတော့မှာတခုကိုဘယ်နဲ့ရှာအောင်မှာတော့ရောင်ဟာရောင်ငါမေ့နေတာကျွန်တော် diamond 250အကုန်လုံးမတုံးဟာသေးဘူးလေdiamond 250တုံးဖရီးတုံးကင်းနှစ်ကလားမတူရအောင်မှာရောင်ကြီးက diamond 150လောက်တုံးအောင်မယ်ရောင်ကြီးစတားလက်ကတော့ဖောက်တားလိုက်ကပေါက်ရင်တော့ကန်ပေါ့ကွာရောင်ကဲ5ချိန်နဲ့ပေါက်စမ်းရောင်ကြီးစတားလက်ကလေးစတားလက်က what the hell ရောင်ကြီးစတားလက်ကိုမပေါက်ဘူးရတယ်နောက်ထပ် diamond 100ထပ်တုံးလို့ရသေးတယ်တုံးနိုင်မင်းကိုထပ်ဖောက်မှာကိုကြီး30လေးနဲ့ပေါက်စမ်းဟျောက်ငါဒါလေးပဲပေးနေတာထပ်ဖောက်ဝင်20လောက်ထိုးလုံးလေ30ကြီးညားတယ်ဗောရောင်ရေးဒါလေးပဲပေါက်နေတယ်လို့နားလိုက်ကအခုဒီကိုမပေါက်နိုင်သေးဘူးလို့ရောင်မဟုတ်သေးဘူးနော်ဒိုင်းမွင်းနေကြောင်တော့မယ်ငါရောင်ဒါအေးသေးရောင်ကနောက်ထပ်5ချိန်လောက်ထပ်ဆွဲလိုက်အောင်နည်းနည်းလေးနောက်ထပ်နည်းနည်းလေး5ချိန်လောက်ပဲဒါဒီ5ချိန်မှမပေါက်ရင်လည်းမဖောက်တော့ဘူးရောင်ရေး5ချိန်နဲ့ပေါက်မှာလား yes ရောင်ရေးပေါက်တယ်ရောင်ရေးကန်ကောင်းသွားတာမဟုတ်ဘူးဟန်ကောင်းသွားတာမဟုတ်ဘူးကန်ကောင်းသွားတာရောင်ရေးစောင်းရမ်းကျင်းလာပြီလို့စနားလိုက်ကရောရတာဆိုတော့ကျွန်တော်တန်တယ်ပေါ့တန်တယ်လို့ပြောအောင်မစနားလိုက်ကဘယ်လောက်ပေးရတာဆိုတော့300ပေးရတယ်ကျွန်တော်150မကပါဘူးဟုတ်တာရောဆို200 300လောက်တော့ရှိပါတယ်လူပါပဲဝယ်လိုက်လာမှဘိုးတန်ပါလေးတဲ့ဒါကစနားလိုက်ကဝင်တော့ရောစီဝေး300ရတယ်ဘောင်လေးဘာညာလေးရတာပေါ့စနားလိုက်လာတာ30ကွာငါအခု15ရက်ရှိနေပြီ15ရက်မှငါအခုဖောက်နိုင်တာပဲအိုးရောင်ကြီးလာတယ်နော်ဟိုက်တာစနားလိုက်ကကျွန်တော်ဝယ်တင်းတယ်လို့ပြောရမလားမွေတင်းမလားပြောမယ်ဝယ်တင်းတယ်ဗလားလို့လဲတန်တယ်နော်စကေးဖက်တွေရောလှခုစသားလိုက်တွေတော်တော်လေးအယောင်နေတောက်လာတယ်ဒါကတော့ဖိတ်တဲ့စကင်လေးပေါ့ဒါတွေအရေးမကြည့်ပါဘူးကဲရင်ဆုံးကေဝက်ဖီတုံကင်းနေနဲ့ကျွန်တော်တော့လှည့်နေမယ်ဘာတွေတန်းတော့မလဲဆိုတာကြည့်ရအောင်ကြားလိုက်ရင်ခုန်နေပြီတော့မနော်ထပ်ဖို့မယ်လိုက်ကဲကျွန်တော်250တုံးထားဆိုတော့ဘယ်လောက်ရမလဲဆို
နှစ်ကက်ရတယ်နှစ်ကက်ရတယ်ဒီတစ်ခါမှမတိုင်တော့တိုင်းမွန်းတို့ကမင်းကိုဆဲပြီလိုက်ကဲဝန်တော်လေးဆွဲလိုက်မယ်ဟောင်းရေးပြီးတော့ငယ်တကယ်လေးနဲ့ပေါက်မှလဲအေးဟောင်းဘာလို့ထင်နေရ what the fuck ဟောင်းရေးဇလောင်းလက်ကြီးပေါက်ကြီးလားဟုတ်တယ်ဟောင်းရေးတိုင်းလေးမတက်အိုးဟောင်းရေးငါကျွန်တော်ဒီဖေကွမ်းနဲ့ဖေတူမှာလက်ကြီးပေါက်နှစ်ကောင်ပေါက်တယ်ပေါ့ruby လက်ကြီးပေါက်နဲ့ဇလောင်းလက်ကြီးပေါက်နဲ့ဟောင်းရေးတော်တော်တန်နေတော့အဲ့ဆိုရင်လက်ကြီးပေါက်နှစ်ကောင်ရတယ်ဒါကြီးအေးဟောဒါဆိုငါတစ်ထည့်တန်းတော့ကြည့်တော့ပေါ့တန်းတော့ဆိုရင်ကျွန်တော်ဘင်ကိုတန်းတော့မှာဟောင်းရေးစကွန်ချိုလေးရိုက်ထားလိုက်မယ်ဘင်ကိုတန်းပြီကောင်းပြီတို့ဘာတန်းမှန်တိုင်း clearly yes အလေကောင်ကြတော့ပြီကောင်းကြီးတို့ဘာစကင်တို့တာကြီးချောင်းတော့ချောင်းတာကြီးအိုးရောင်ကြီးချောင်းပေါက်ပါပြီလို့ဝါရောင်ကြီးကျွန်တော်ဒီစကင်ကိုဒီချောင်းစကင်ကိုကိုင်းရင်းနေတာကြာပြီပေါ့နော်ရောင်ကြီးခုမှပဲရောင်ချောင်းစကင်ပေါက်တော့တယ်ရောင်ကြီးငါတို့ကန်ကောက်တော့တာရောင်လူညနေဆိုအော်လာတို့ဂွန်လဘီယာတို့ပေါက်ကြတာရောင်ကြီးဆိုးဆက်ရောင်ကြီးချောင်းမပေါက်တဲ့တွေအတွက်တော့ရောင်ကြီးဆိုးဆက်ပဲကဲကျွန်တော်နောက်ဗီဒီယိုတွေမှာတော့ဒီလိုချောင်းကေးစကင်းနဲ့ဂိမ်းပလေးတွေလာမလားကောင်းကြီးတို့ comment မှာမှတ်ခဲ့ကြအောင်နော်ရောင်ကြီးချောင်းကတော့တော်လေးစောက်ထကြရင်ရောင်ကြီးမိုက်တယ်ချောင်းစကင်းလေးပေါက်သွားတဲ့ကျွန်တော်တော်လေးလေးပျော်ခဲ့ရပါလေရောင်ကြီးတောင်ရမ်းတော့ဇလောင်းလက်ကြီးပေါက်သွားပြီဖရီးတုံနေတကယ်တော့လားပို့နေပြီရောင်ကြီးဘာမှမချစ်ဘူးရောင်မင်းတော့ပေါက်ချင်မပေါက်ချင်နေကဲကျွန်တော်ဒါကတော့ခုတော့ဒီ level ရောက်လာပြီပေါ့နော်လူညံ့နေကိုတော့ကျွန်တော်ကတော့ဘာညာတော့မရောက်ဘူးမေကောကလတာတွေရောဘာမရောက်ပါဘူးကျွန်တော်ဒီဟာလေးပဲလူညံ့နေတော့လက်စကင်ဝင်နိုင်ဘူးပေါ့ကဲကျွန်တော်ဒါလေးကတော့ကျွန်တော်ဟောပေါ့စကင်ရလားကလောက်လေးပဲယူလိုက်တော့မယ်ကဲဟောဒီနေ့ရဲ့ဟောကလောက်ကလည်းစောင်းလာတော့ဒါကလောက်ဘလက်တိုင်းစကင်တင်တယ်ဘလက်တိုင်းလေးစကင်ဟုတ်တယ်ဘလက်တိုင်းစကင်တွေ limited လည်းချစ်တယ်တော်တော်လေးလေးလာနော်လှပါတယ်ဟောဒါဖန်နေတဲ့ကပဲစကင်နေနဲ့ဟောလှတယ်နော် oh my god ကဲဒီနေ့ရဲ့ view လေးကတော့ကျွန်တော်ဒီလောက်ပါပဲကျွန်တော်ရဲ့ view လေးကိုအဆုံးထိကြည့်ခဲ့ပေးကြဖို့လဲညက်တာရခံပါတယ်ကျွန်တော်နောက် view တွေမှာအကောင်းဆုံးပုံစံတွေနဲ့ကြည်လည်တင်ဆက်မှာမို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနှိပ်ခဲ့ပေးကြဖို့လဲတောင်းဆိုပါတယ်ခင်ဗျအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းတွေတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက် view မှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ